တနေ့လုံးလူသွားလူလာအ ਨੇ စုရှိတဲ့စင်းရဲရက်ကတဲ့ကိုဆရာမတယောက်လာရောက်ခဲ့တယ်အကြောင်းမှာတော့စင်းရဲသားကိုတာနဲ့ရှောက်ထားတဲ့မိသားစုတစုကိုအိမ်သွားစစ်ဆေးဖို့အိမ်ရှိကလေးကသူမကတန်လျာဝင်သွားပြီဒီလူတွေစင်းရဲလို့မထင်ဘူးဆိုပြီးအိမ်ထဲဝင်တော့မျက်စီတောက်တော့တယ်မြေပေါ်မှာမီနီယာတွေကိုလာဘူးခလေးကပီဇာစားနေတယ်ဒီလိုရက်ကွက်မှာပီဇာဆိုတာစာရွက်ပေါ်ကပဲမြင်ဘူးကြတာများတယ်နေရဒါကြောင့်ဆရာကတေချာစစ်မိမယ်ဆိုပြီးထိုက်လိုက်တယ်လင်မယားနှစ်ယောက်ကမျက်နှာမပြောင်းဘူးလူရင်းလို့ဖို့မဟုတ်ပါဘူးဆရာမစီဝါရဲ့ဖြက်စီးကလို့ပြတ်သွားတာပါလို့ပြောတယ်မိမကတော့မျက်ရည်ကျပြီးအင်းနာနာအလန့်ကြောကျင်တယ်လို့လုပ်တယ်အိမ်ဘေးကအိမ်ကြီးချင်းတယောက်ကဝင်းရှင်းပေးလိုက်တော့ဆရာလည်းယွန်းသွားတယ်ဒါပေမဲ့တကယ်အမှန်ကတော့သူတို့ဟာစင်းရတာမဟုတ်ဘူးသူတို့ကချမ်းသာတဲ့လင်မယားလင်းနမေ yes အဝတ်အထည်ချုပ်လို့တလုံးရဲ့အလုံရှင်ကြီးမိမနမေမီတာသမီးလေးပီယာမီတာရဲ့အိမ်မက်တခုတည်းငါသမီးကိုအိန္ဒိယရဲ့အကောင်းဆုံး English private school ထဲထည့်လဲလို့အိန္ဒိယမှာအထက်တန်းလူတန်းစားဝင်သူအဓိကကအင်္ဂလိပ်ကျောင်းအထူးသဖြင့်နမေကြီး private school ဒါပေမဲ့ဝင်ဖို့လည်းမလွယ်ဘူးအိမ်တော်ကျောင်းအနီးမှာရှိရမယ် interview training လုပ်ရမယ်မိဘတွေတောင်စကားပြောဖို့ဝတ်စားဖို့သင်တန်းတက်ရမယ်မင်းတို့လိုတာမန်လူတွေဝင်ဖို့မလွယ်ဘူးလို့အကြံပေးကတော့ပြောလိုက်တယ်နောက်ဆုံးမှာမလွယ်ဘူးဆိုတော့သူတို့ချမ်းသာမှုကိုဖုံးပြီးစင်းရဲသားကိုတာနဲ့ရှောင်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါနဲ့တကယ်စင်းရဲရက်ွက်တွေသွားနေတယ်ထက်စီးထားတဲ့အဝတ်မီးမရှိရေးမရှိဘူးတခန်းထဲလူ3ယောက်မင်းအိပ်ရတယ်အစမှမိတာမခံနိုင်ဘူးဒီလိုနေရာမှာဘယ်လိုနေနိုင်ကြလဲလို့မေးတယ်ဒါပေမဲ့အိမ်နီးချင်းစီရန်မိသားစုကသူတို့ကိုကူညီတယ်ရေမရှိရင်ရေချေးပေးတယ်အလို့မသိရင်တင်းပေးတယ်စီရန်ကတကယ်စင်းရဲတာဒါပေမဲ့စိတ်ကလှတယ်အချိန်ကြာလာတော့ yes လက်တွေမားလာတယ်အလုတ်ချမ်းလုတ်တက်လာတယ်မီတာလည်းရေတန်းစီတက်လာတယ်အပြန်ပြောရင်ဘလို့ပြန်ပြောရမလဲတင်းလာတယ်ပီယာလည်းဖုံးမကင်တော့ဘူးရက်ွက်ကကလေးတွေနဲ့ပြေးကစားတယ်လဲရင်ကိုယ်တိုင်ထတက်လာတယ်